So I now have a chicken and then 4တန်ထပ်တင်ပေးမယ်အဲ့4တန်က F click PF snare BMG snare အရင်ဆုံး F ကြည့်အောင် F က you know English alphabet F ကိုဆိုသလိုပဲ F အရှိက F ကိုဖြုတ်လိုက်နောက်က full ပဲ you အဲ့ဒါ F တန်ပဲ so နောက်တစ်တန်သွားရအောင် click you know ခွေးမောင်းဘူးလားခွေးတွေမောင်းရင်ဘယ်လိုမောင်းလဲ right တကယ်လို့ you know လုံးမတက်ရင်ဒီတန်ဖြစ်သွားလိမ့်မယ်အဆင်ပြေတယ်နှမျိုးလုံးသုံးလို့ရတယ်အဲ့ဒါကို click လို့ခေါ်တယ်အဲ့နှစ်တန်လွယ်တယ် F နဲ့ click နဲ့ပြီးသွားပြီနောက်တစ်တန်သွားရအောင် PF snare PF snare ဆိုတာကအရှိဗီဒီယိုမှာတင်ပြထားသလို kick drum ဒီအခုတင်ခဲ့တဲ့ F နဲ့တွဲလိုက်တာ kick drum အတန်ကဘယ်လိုလဲအခု F ကအဲ့နှစ်တန်ကိုတပြိုင်တည်းအမြင့်ပေါင်းလိုက်တာပဲမြင့်ပေါင်းရင်ဒီတန်ထွက်လာမယ် so မခက်ဘူး you kick drum ရရင်ဒီကောင်ခဏပဲလေ့ကျင့်ရုပ်ပဲနောက်တစ်တန်သွားရအောင်ဒီတန်ကနည်းနည်းတော့ခက်တယ်ဒါပေမဲ့အရှိကလောက်ရတဲ့ kick snare တော့မခက်ဘူးဒါက BMG snare လို့ခေါ်တယ်ဘယ်လိုလဲဆိုရင်ယူရိုငငယ်တော့ပါဇက်အပြောင်ပြက်ကစားဘူးလိမ့်မယ်ဒီလိုအဲ့ဒီခန်းစားကြောက်မှတ်တာအဲ့လိုပဲမုံရမှာဒါပေမဲ့အဲ့တို့ကဖြစ်တယ်လို့ပဲမုံတာဟုတ်အခုက beatbox မုံမှာဆိုတော့အမြဲတမ်းညစ်ပြီးတော့ဖိပြီးတော့အားနဲ့မုံထုတ်ရမယ်တပြိုင်နဲ့မုံထုတ်ရမယ်ပြီးတော့သူ့မှာ2မျိုးရှိတယ်တစ်မျိုးကအောက်ကိုမုံချတာနောက်တစ်မျိုးကအပေါ်မုံတင်တာအောက်မုံချတဲ့ဟာကပြီးမြင့်မုံလို့ရှိရင်တွဲတုံးလို့ကောင်းတယ်ဒါပေမဲ့အားသိမ့်မရဘူးအပေါ်မုံတင်တဲ့တန်ကအားပို့ရတယ်အတန် smooth ပို့ဖြစ်တယ်ဒါပေမဲ့အမြင့်တုံးလို့မရအောင် so အဲ့နှမျိုးတော့သင်ပေးမယ်အောက်ကိုမုံတဲ့ဟာကခုနကယူပါဇက်ကစားသလိုပဲအဲ့တော့မှအောက်ကိုအားရပါရမုံချပလိုက်အဲ့ဆို BNG စနေရမယ်အပေါ်မုံတင်တဲ့ဟာကြတော့ရွက်ပါဇက်နေရုပ်ဆိုသွားလိမ့်မယ်ဘာလို့လဲ तू ကဖားလိုမျိုးဒီနားမှာလေကိုဒီအောက်နှက်ခမ်းမှာစုရတဲ့အတွက်ကြောင့်ဘယ်လိုလဲဆိုရင်လေကိုအဲ့နာမှာစုမယ်ပြီးတပြိုင်နဲ့ပုံမုတ်ထုတ်ရမယ်အဲ့ဒီတန်ကတာမန်မိုက်ခရိုဖုန်းနဲ့ဖြစ်နေလို့တိတ်မပြီးတာတကယ်လို့ပြီးတယ်မုတ်တဲ့မိုက်ခရိုဖုန်းနဲ့ဆိုရင်အတန်လောကကိုကြည်ထွက်နေမှာ so try ကြည့်ပါအရှိရတင်သွားတဲ့ case နဲ့တော့ထက်တော့မခက်ဘူးယူရိုခဏလေးလေ့ကျင့်ရုံနဲ့ရတယ်အခုတင်သွားတဲ့4တန်ရဲ့အရှိမတင်သွားတဲ့3တန်ရပြီဆိုရင်ယူရို beat တော်တော်မြောင်ဖန်တီးလို့ရပြီ music တော်တော်မြောင်ဖန်တီးလို့ရပြီယူရိုဖန်တီးဖို့တော့ idea မရှိဆိုရင်ဒီ YouTube channel မှာလည်းတွားကြည့်လို့ရတယ်သူအများကြီးတင်တာပြီးတယ်ဒီ basis 9တန်လောက်ရရင်လုံလောက်ပြီးထင်တယ် Snoop Dogg ရဲ့ rap song beat တခုအိုင်မုတ်ပြရင်လည်းဒီ video ပိတ်သွားမယ်